ဒုံးပြန်တွေအာကာသထဲမှာဘလို့ပြန်တန်းတယ်လဲအာကာသထဲမှာလေမရှိသလိုရှူရှိုက်စရာဘာမှမရှိပါဘူးဒါပေမဲ့ဒုံးပြန်တွေဟာမီးတောက်တွေပန်းထုတ်ပြီးရှေ့ကိုပြင်းထန်စွာထွက်ခွာသွားနိုင်ပါတယ်ဒါဟာမော်ပညာလိုထင်ရပေမဲ့အဖြေမှန်ကတော့သိပ္ပံပညာပါပဲဒုံးပြန်တစ်စင်းဟာအပြင်ဘက်ကအောက်ဆီဂျင်ကိုမလိုအပ်ပါဘူးဘာလို့လဲဆိုတော့၎င်းမှာအောက်ဆီဒိုက်ဇာအောက်ဆီဂျင်ထောက်ပံ့ပေးသောအရာဓာတ်တူပစ္စည်းလို့ခေါ်တဲ့ကိုယ်ပိုင်ထောက်ပံ့မှုပါဝင်လို့ဖြစ်ပါတယ်ဒုံးပြန်အတွင်းမှာလောင်စာဆီနဲ့အောက်ဆီဒိုက်ဇာတို့ရောနှောသွားပြီးအလွန်အားကောင်းတဲ့လောင်ကျွမ်းမှုကိုဖြစ်ပေါ်စေပါတယ်။အဲ့ဒီနောက်မှာအလွန်ပူပြင်းတဲ့ဓာတ်ငွေတွေဟာအောက်ဘက်ကိုအမှန်အမြန်နှုန်းနဲ့ပန်းထွက်လာပါတယ်။ဒီနေရာမှာအဓိကအချက်ဖြစ်တဲ့နျူတန်ရဲ့တတိယနိယာမကအလုပ်လုပ်ပါတယ်။သက်ရောက်မှုတိုင်းအတွက်တူညီပြီးဆန့်ကျင်ဘက်ဖြစ်တဲ့တန်ပြန်သက်ရောက်မှု reaction အမည်ရှိပါတယ်။ဓာတ်ငွေတွေကအောက်ဘက်ကိုတွန်းထုတ်ခံရတဲ့အတွက်ဒုံးပြန်ကတော့အပေါ်ဘက်ကိုတွန်းတင်ခံရခြင်းဖြစ်ပါတယ်။ဒါကြောင့်အာကာသရဲ့လီဟာနေကြီးကဒုံးပြန်ကိုမတားဆီးနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒုံးပြန်ဟာသူ့အတွက်လိုအပ်တာမှန်သမျှကိုသူ့အထဲမှာပဲအပြည့်အဝတည်ဆောင်သွားလို့ဖြစ်ပါတယ်